ရွှေမိုးမှာဆိုလို့ရှိရင်လေလက်ကားအနေနဲ့ကချင်တယ်ဝတ်စုံလေးတွေမကပါဘူးပရီမီယံပိုးချီပေါ်ချီပေါက်ပိုးစစ်နောက်ထပ်တမိတ်တိုင်လေးတွေမျိုးစုံကိုလက်လီလက်ကရရှိမှာဖြစ်ပါတယ်ရွှေမိုးရဲ့ကနေဝယ်တဲ့အတွက်ကပေါ့နော်ဘာတွေအားတာမလဲဆိုရင် quality စစ်ပြီးသားတွေပေါ့နော်အဲ့ဒါစစ်ပြီးသားတွေကိုအဲ့ဒါမပါဘဲနဲ့အဲ့ဒါစစ်ပြီးသားလေးတွေကိုရရှိမှာဖြစ်ပါတယ်ဈေးနှုန်းအနေနဲ့လည်းဒီမှာကတ်ထားပြီးသားဖြစ်တဲ့အတွက်ကကျွန်တော်တို့ရေအယောင်းနဲ့ဈေးနဲ့ပေါ့နော်ရှင်ပြီးတော့ကြတော့ရောင်းနိုင်မဲ့ဈေးတွေကိုပေးသွားမှာဖြစ်ပါတယ်တကယ်လို့ဆိုင်ဖွင့်ဖို့အတွက်ပေါ့နော်မေးချင်တာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်တို့ကတည်တည်ချာချာလေးရှင်းပြတယ်ပေါ့နော်အဲ့အတွက်ကတကယ်လို့ဆိုင်အသစ်ဖွင့်တဲ့လူဆိုင်အသစ်ဖွင့်ချင်တဲ့လူတွေရောလက်ကားဝယ်ယူချင်တဲ့လူတွေရောအကုန်လုံးရွှေမိုးကိုကြွလန်းခဲ့ပါမတိတာရှိရင်လည်းဝယ်မှမဟုတ်ပါဘူးမဝယ်လည်းအကုန်လုံးကိုရှင်းပြပေးမှာပါဖြစ်ပါတယ်ရှင်